ပြောတာကျွန်တော်ရဲ့ cross ကစားကွက်လေးကိုတောင်းမယ်ဒါအားလုံးမြင်တဲ့အတိုင်းပဲလားကျွန်တော်ကစားနေကစားကွက်လေးရတယ်လားအဲ့လိုပဲကျွန်တော်ကစားနေတာကဲအဲ့တော့ကျွန်တော်ကစားနေတဲ့ဒီ cross ကစားကွက်လေးကိုတောင်းမယ်ကျွန်တော်ဘယ်လိုကစားလဲဆိုတော့အားလုံးကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် cross ဆိုတဲ့ဟာလေးတွေဝင်လိုက်ပြီပေါ့နော် cross ဆိုတဲ့ဟာလေးကိုဝင်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်ဒီလိုလေးစီထားတယ်ပေါ့နော်ဒီနေရာမှာကျွန်တော် whole player ထားရတယ် whole player ထားတယ်ဘာကြောင့်လဲဆိုတော့ဒီ whole player ဆိုတဲ့အလုပ်လုပ်ပုံရဒီမှာ whole player ဆိုတော့ဒီလိုတကွင်းလုံးဆော့တာဖြစ်တဲ့သူ့ကိုဒီမှာထားကြမယ်သူ cancel ကောဒီ type စစ်ကိုလည်းပံ့ပိုးပေးနိုင်တယ်ဒီခုဘက်က type စစ်ဖြစ်ရင်ဒီကောင်ကဒီနာကြီးရောက်ပြီးတော့ခေါင်းရင်တက်တိုက်တယ်ဗျာအဲ့လိုဆိုကျွန်တော် whole player ကိုဒီထဲမှာထားရတယ်ဗျာwhole player ကျွန်တော်ဒီမှာထားရတယ်ပြီးရင်ဒီဘက်မှာတော့ဒီ cross specialist နှစ်ယောက်ပေါ့နော်ခင်ဗျားတို့ဟို figure တွေပါရှိရဆိုဒီဘက် figure တွေပါဒီဘက်မှာထားလို့ရတယ်ကဲလို့နောက်တဲ့ကျွန်တော်လိုမျိုးနောက်တဲ့ cross specialist တယောက်မရှိဆိုဒီနားမှာဆိုရင်ဒါ Arno တို့အဲ့လိုမျိုး RMF တွေဒီ RV ကစားတဲ့ကောင်တွေဗျာတော်တော်တင်လို့ကောင်းနေအောင်ခင်ဗျားတို့သိပါတယ်အဲ့ဒီကောင်တွေထားလို့ရတယ်ဗျာအဲ့တော့ကျွန်တော်ဒီကစားကွက်လေးထားတယ်ဒီ Ackerman ဒီမှာ Destroyer နဲ့ဒီလိုမျိုးတွဲထားရပါတော့အဲ့တော့ကျွန်တော် individual instruction သွားမယ်ပေါ့နော် individual instruction သွားမယ်ဆိုရင်ဒီ individual instruction မှာကျွန်တော်ဒီ counter target ကိုကျွန်တော်ကဒီDavid Beckham ကိုပေးထားပါတော့ဒီ David Beckham ဒီကျွန်တော်ရဲ့ဒီထိပ်မှာရှိနေတဲ့အတွက်ဒီနောက်ကိုခဏမဆင်းအောင်လို့ဗျာအဲ့တော့သူ့ကိုကျွန်တော် counter target ပေးထားတယ်ဒီနောက်ထပ်တစ်ယောက်ဖြစ်တဲ့ဒီ DMF ပေါ့နော် DMF ကိုတော့ကျွန်တော်ဒီ D line ပေးထားတယ်ပေါ့နော် D line ပေးသူ့ကိုခံစစ်ကိုလေဘာလို့လဲဆိုတော့ဒီ cross ကစားကွက်ကပြောမှဆိုခံစစ်အရင်ပေါက်တယ်ဗျာတီချာထိန်းနေမှာကိုကမရှုံးမှာပေါ့နော်အဲ့တော့ကျွန်တော် DMF ကိုကျွန်တော်ဒီမှာထားရတယ်သူကဒီလိုမျိုးခံစစ်ကိုလည်းစင်းကောင်ဒီ destroyer လည်းရှိတက်တဲ့ကောင်ဆိုတော့ဗျာအဲ့တော့ကျွန်တော်ဒီလိုထားရတယ်ပေါ့ဗျာပြီးရင်နောက်ထပ်ဒီ anchorman ဒီကိုလာပေါ့နော်ကိုလာကိုကြတော့ကျွန်တော်ကဒီ anchoring ပေးထားတယ်ဗျာ anchoring ပေးထားတယ်ဘာလို့ anchoring ပေးရလဲဆိုတော့သူ့ကိုကျွန်တော်ဒီanchoring ဆိုတာကြောက်စူးချထားတာတည်မလားသူအရှိမပဲနေအောင်လို့ခေါင်းတိုက်မဲ့ချိန်ရင်သူအများနဲ့ရှိနေအောင်လို့ပေါ့နော်ပြီးရင်ဒီဘက်ကဒီ figo တော့ကျွန်တော် attacking ပေးထားတယ်ပေါ့နော် attacking ပေးထားတဲ့အတွက်သူကဒီကဲခင်ဗျားကိုဘက်ခေါင်းကတ်ထိုင်ဒီကောင်တက်ပြီးတော့ဒီကနေတင်မို့ပေါ့နော်အဲ့လိုမျိုးတင်အောင်လို့ဆိုပြီးတော့ကျွန်တော်ဒီ attacking ပေးထားတာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်တော့ဒါ play style ဒီလိုတော့ကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်ဖြစ်ပြီဆိုတော့ဒီမှာLBC နဲ့တင်ပြန်နီးပြရွေးရမှာဆိုတာနီးပြလေအရေးကြီး long ball counter နဲ့တင်တာကောင်းတယ်အောက်ဝိုက်တွေနဲ့တင်တာလည်းကောင်းပါတယ်ဗျအောက်ဝိုက်ကကျတော့ခံစစ်နည်းနည်းပေါက်တဲ့ထဲမှာပါတယ်ဗျကျွန်တော်ဒီ long ball counter ကျတော့ဒီခံစစ်လည်းလုံတယ်ပြီးတော့ဒီလိုမျိုးမြောက်ဘောတွေဆိုတော့ပို့ပြီးတော့မိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် long ball counter လေးနဲ့တင်တယ်ဗျပြီးရင်တော့ကျွန်တော်မှာဒီအခုဒါ Kai Havertz ဒီ Kai Havertz ရှိတိုင်းတော့ share ပဲသူက condition A ဖြစ်နေတဲ့အတွက်ဒီဘက်မှာသူကဘယ်လိုရောမလဲခေါင်းတိုက်တာစောင်းကောင်းတယ်ဗျသိလား condition A ဖြစ်နေတဲ့အတွက်ဒီကောင်းလေးကိုကျွန်တော်ပြရမယ်သူ poster ဒီ area ဖြစ်တဲ့အတွက်သူ area ဖြစ်တဲ့အတွက် +3 ပေါင်းရဖြစ်တဲ့အတွက်သူရဲ့ဒီခေါင်းတိုက်တဲ့ဒီ heading scale တွေကကျန်းတယ်ဗျအဲ့ဒါ93လို့ဒီမှာသူရဲ့ဒီ jumping တွေဆိုလဲ91ဆိုတော့ဒီကောင်တော်တော်ကောင်းတယ်အဲ့တော့ကျွန်တော်ဒီကစားကွက်လေးဒီတချမ်းဆောင်လို့ခေါ်ပါတော့တချမ်းဆောင်လေးနဲ့ကျွန်တော်အဲ့လိုမျိုးစော့နေပါတယ်အဲ့တော့ဒီကန်တင်တဲ့ကစားကွက်ကဘယ်လိုလဲလွယ်တော့မလွယ်ဘူးဒါပေမဲ့တေချာလေးထင်းထင်းလေးနဲ့စော့တတ်တယ်ဆိုရင်တော့တော်တော်လေးအသုံးဝင်တဲ့ကစားကွက်ပါကိုကျွန်တော်တခုလာနေတဲ့ကိုလာကိုရှိထားတဲ့ညီကိုလေးတွေရောဒီဖီကိုရပြီးရဲ့ညီကိုလေးတွေရောဒီလိုကစားကွက်လေးနဲ့စော့ပြီးတော့division မှာအဆင်ပြေနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်